ငှက်ကြော်နဲ့ငုံဥပြုတ်ကိုတာမန်အတိုင်းမရောင်းပဲတွဲဆက်ပြီးတစ်တော်ဆော့ခဲ့တာကြောင့်ဆယ်လီတွေအဖြစ်နာမည်ကြီးလာခဲ့တဲ့မအီအီအောင်နဲ့မဆောင်းဝတီအခုလိုမျိုးဆိုရှယ်မီဒီယာတွေပေါ်ထွန်းလာတဲ့အချိန်မှာဈေးသည်တွေကအစဝါသနာရှင်တွေအစုံအားလုံးကကိုယ့်ရဲ့ဝါသနာကိုချပြခွင့်ရလာခဲ့ကြပြီးတော့နာမည်ကြီးတဲ့သူတွေများပြားလာခဲ့ပါပြီမြန်မာနိုင်ငံမှာလည်းအပေါ်ဆုံးကဆယ်လီတွေလို့ပြောရမလို့ဆယ်လီတွေကတနေ့တခြားများပြားလို့လာတာဖြစ်ပါတယ်ဒီထဲမှာဥပိန်တရားမှာငုံဥပြုံးနဲ့ငှက်ကြော်ကိုရောင်းချရင်းနဲ့ဆယ်လီအဖြစ်ပေါက်သွားပြီးတော့နာမည်ကြီးလာခဲ့တဲ့သူတွေကတော့မအီအောင်နဲ့မဆောင်းဝတီဖြစ်ပါတယ်။မအီအောင်ကငှက်ကြော်ရေကျက်ကြော်နဲ့အကြော်စုံရောင်းတာဖြစ်ပြီးတော့မဆောင်းဝတီကတော့ငုံဥပြုံးရောင်းတဲ့ခေါင်းရွက်ပြတ်ထိုးဈေးတွေဖြစ်ကြပါတယ်။မအီအောင်နဲ့မဆောင်းဝတီတို့ကဆွေမျိုးသားချင်းတွေမဟုတ်ပေမဲ့ဥပိန်တရားမှာဈေးလာရောင်းရင်းနဲ့ခင်မင်ရင်းနှီးသွားခဲ့ပြီးတော့အတူလာရောင်းခဲ့ကြတာဖြစ်ပါတယ်။မအီအောင်ကဖြူဖြူထွေးကိုအရန်ကြိုက်တာဖြစ်ပြီးတော့ဖြူဖြူထွေးရဲ့TikTokတွေကိုကြည့်ရင်းနဲ့သူ့လိုTikTokဆော့ပြီးတော့ဆယ်လီဖြစ်ချင်ခဲ့ရပါ။ဒါကြောင့်သူ့အနေနဲ့ TikTokတွေဆော့လာခဲ့တာကြာပြီဆိုပေမဲ့လူသိများပြီးတော့အောင်မြင်တာမျိုးတော့မရှိခဲ့ပါဘူး။ဒါပေမဲ့တရက်မှာတော့ကိုကြီးလာပြီးဘေးဖယ်ဆိုတဲ့ TikTok လေးတွေကပေါက်နေတဲ့အချိန်မှာမအီအောင်က idea တစ်ခုရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့ကြက်ကြော်တယ်လာပြီးငုံဥတယ်လာပြီးဆိုပြီးတော့ငုံဥတယ်မဆောင်းဝတီနဲ့တွဲဖက်ပြီးတော့ TikTok ဆော့ခဲ့ကြတာပါ။တချင်းကိုလည်းသူကိုယ်တိုင်တီဆိုခဲ့တာဖြစ်ပြီးတော့TikTok ပေါ်က DJ သမားတယောက်ကသူတို့စော့နေတာကို DJ နဲ့တွဲဆက်ပေးခဲ့ပါတယ်။အဲဒီ TikTok ဗီဒီယိုလေးက social media မှာအရန်ကိုပေါက်သွားပြီးတော့လူကြိုက်များခဲ့ရလဲဖြစ်ပါတယ်။ဒါအပြင်မအီအောင်နဲ့မဆောင်းဝတီကိုလည်းအားပေးတဲ့သူတွေအများအပြားရှိလာတယ်လို့နောက်ထပ် TikTok တွေစော့ဖို့အတွက်ကိုလည်းတိုက်တွန်းခဲ့တာကြောင့်မအီအောင်က TikTok စော့ရတာကိုဝါသနာပါပေးမယ်။မဆောင်းဝတီကတော့ငယ်သေးတဲ့အတွက်ကြောင့်မို့ TikTok စော့ရမှာကိုရှက်နေတတ်တာပါ။ဒါပေမဲ့မအီအောင်ကအမြဲတမ်းလက်တွဲခေါ်ပြီးတော့စော့လေးရှိတာကြောင့်သူတို့နှစ်ယောက်ကလိုက်ဖက်ညီတဲ့အတွေ့အဖြစ်ကိုနာမည်ရလာတာဖြစ်ပါတယ်။ Miss Grand နဲ့နာမည်ကြီးလာတဲ့အချိန်မှာလဲ Miss Grand ငုံဦးတဲ့ Miss Grand ငှက်ကြော်တဲ့ဆိုပြီးတော့ TikTok တွေဆော့ပြီးတော့ idea ကောင်းတဲ့အတွက်တပုတ်ပြီးတပုတ်ပေါက်လာခဲ့ပြီးတော့အခုချိန်မှာလူသိများနေပြီဖြစ်ပါတယ်။သူတို့နှစ်ယောက်လုံးကဈေးရောင်းရင်းနဲ့တဘာဝဆန်ဆန် TikTok ရိုက်လေးရှိရမို့သူတို့ရဲ့ TikTok ကရုပ်ရှင်ပြီးတော့ကြည့်ရှုသူတွေကိုတမျိုးဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ငှက်ကြော်နဲ့ငုံဥပြုတ်ကိုမနေ့မိုးလင်းကနေမိုးချိုအထိရောင်းနေရတာဖြစ်တဲ့အတွက်အားတဲ့အချိန်မှသာ TikTok ဆော့ရတာဖြစ်ပြီးတော့လူသိမ့်မသိခင်ကတရက်ကို3,200,000လောက်သာရောင်းရတာဖြစ်ပေမဲ့လူသိလာပြီးတဲ့နောက်ပိုင်းမှာတော့သူတို့ရဲ့ရောင်းအားကတစားတက်လာခဲ့တာပါ။သူတို့ကိုသိတဲ့သူတွေကငုံဥတဲ့နဲ့ကြက်ကြော်တဲ့ဆိုပြီးတော့အားပေးခဲ့ကြသလိုရောင်းအားလဲပို့ပြီးတော့မြင့်တက်လာခဲ့တာဖြစ်ပါတယ်။မအီအောင်ကသူ့ထက်အများကြီးငယ်တဲ့ဆောင်းဝတီအပေါ်မှာညီမလေးတယောက်လိုသဘောထားတာဖြစ်ပြီးတော့အမြဲတမ်းလမ်းပြပြီးတော့လက်ကျွဲခေါ်ခဲ့ရလဲဖြစ်ပါတယ်။ဒါအပြင်ပေါ့နော်မဆောင်းဝတီကလူငယ်လေးဖြစ်တဲ့အပြင်ရှက်ကြောက်တဲ့စိတ်ကများတဲ့အတွက်ဈေးရောက်နေတဲ့အချိန်မှာလဲကောင်လေးတချို့ရဲ့စားနောက်ချင်းကိုခံရတာတွေကြုံရပါတယ်။ဒီလိုအချိန်မှာဆိုရင်လည်းမအီအောင်ကသာအမရင်တယောက်လိုကာကွယ်ပေးတတ်ပြီးတော့ဆောင်းဝတီကိုနေပုံထိုင်ပုံတွေအစတင်ကြားပေးလေးရှိပါတယ်။TikTokတပုတ်ကြောင့်ဆယ်လီတွေဖြစ်လာခဲ့ကြတဲ့ချက်ကြော်တဲ့မအီအောင်နဲ့ငုံပြုတ်တဲ့မဆောင်းဝတီတို့အပေါ်ပရိသတ်တို့ရဲ့အမြင်လေး comment လေးထဲမှာရေးခဲ့ပေးပါအောင်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်ရှင်။